အမေရင်းကအဆက်ခွဲခဲ့ပြီး24နာရီကြာမှသူတို့ဌာနတစ်ခုလုံးကိုသိမ်းပိုက်ခဲ့တဲ့အကြောင်းအောင်မြင်သောလူတွေလိုတကယ်အလုပ်ကြီးရှာပြီးလုပ်ကြည့်ပါဦးဘရန်ဒါကသူ့အတန်ကိုကြေးလက်ကလက်ရဲ့နက်နက်စာဖြင့်ဝင်ရောက်လွှမ်းမိုးနေတဲ့လေထုတွေဖြတ်ပြီးပြောနေတာကိုကြားရင်ကျွန်တော်ကြောရိုးကလျှက်စီးသလိုမျိုးတောင့်တင်းသွားတဲ့သူ့လက်ထဲကမိုးစာကနေအောင်ကိုခံပြီးလှပစွာထင်ဟပ်နေတာကိုကြည့်ရင်သူကကျွန်တော်ဘက်ကိုလက်ကိုအားရရဝေးပြရင်းနဲ့ကလစ်ကြည်ညာနေတဲ့အဲ့ဒီလှုပ်ရှားမှုကြောင့်စင်ကြံထားတဲ့စပွဲအုပ်ပေါ်ကိုရေစက်ကလေးတွေဖြန့်လွတ်သွားတာကိုမြင်ရတဲ့ကျွန်တော်အဖေရဲ့မျက်လုံးတွေကသူ့ပေါင်မုတ်ကိုငေးကြည့်နေတော့မယ်ဗနီဒစ်ကသူ့ပခုံးလေးတွေကိုလိမ်လည်လို့လုံးဝင်လို့အာမနာပဲခိုးကွယ်နေတယ်လို့ဖြစ်နေတယ်ဒီအကြံပေးအလုပ်ကိုဘလို့လုပ်ပြီးလုပ်ကြတာလဲကုမ္ပဏီတွေထဲဝင်ပြီးဘာလုပ်ရမယ်ဆိုတာပြောပြတာလားကျေးဇူးပြုသူ့စကလုံးတွေကလေထုထဲမှာကြံနေတာကိုမြင်ရင်းစကလုံးတိုင်းကလေးလာပြီးပြောနေတယ်လို့မျိုးအောက်မေ့အပ်တာဖြစ်နေတယ်ကျွန်တော်ရင်ဘတ်ထဲဖိအားပေးနေတဲ့မေကွန်းကသူ့ရဲ့လှုပ်ရှားမှုကိုဘလို့လုပ်ပြီးဖော်ပြရမလဲဆိုတာမကဘူး48နာရီအတွင်းသူ့ရုံးအဖြစ်အသစ်ပိုင်ရှင်အနေနဲ့ဝင်လာတော့သူ့မျက်နှာကိုဘလို့လုပ်ပြီးအေးအေးဆေးဆေးကြည့်ရမလဲဆိုတာပဲမက်တီတက်ကော်ပိုရေးရှင်းကုမ္ပဏီကို6လတာအလေးနဲ့စုံစမ်းလေ့လာပြီးသူ့ရဲ့ပြဿနာရှိတဲ့လုပ်ရက်တွေဒီကိုစစ်ဆေးတော့ကျွန်တော်တို့ရယူရေးအဖွဲ့ကဟွန်ဒေးကစီးပွားရေးဆိုင်ရာအောင်မြင်မှုကိုပိတ်ဆို့သွားအောင်လှုံ့ဆော်နိုင်ခဲ့ပါတယ်ကျွန်တော်နာမည်ကရက်ချယ်အသက်28နှစ်ပြည့်ပြီးပုဂ္ဂလိကယင်းနှိမ့်မြုပ်နှံမှုကုမ္ပဏီကိုတည်ထောင်သူပါဒါကကျွန်တော်မိသားစုစိတ်ပျက်စရာလူတစ်ယောက်ကနေပြီးပြည့်စုံတဲ့တရားမျှတမှုကိုပြုလုပ်နိုင်တဲ့အင်ဂျင်နီယာအဖြစ်ပြောင်းလဲလာတာဘလို့ဖြစ်လာတာလဲဆိုတဲ့ဇလန်းပါဒီကိစ္စရက်ကိုကျွန်တော်တို့6လတာကြုံနေရတာကိုပြန်လဲစဉ်းစားကြည့်ရင်အဖေကအနားယူပွဲမှာစတင်ပြီးVegas ကွန်ဆယ်မှာပြီးဆုံးတဲ့လေးစားစရာပြည့်စုံတဲ့အချစ်ဇလန်းကြောင့်အဖေကဘရန်ဒါနဲ့လက်ထပ်ပြီးနောက်ကစပြီးဖြစ်လာတာပါသူကအဖေထက်15နှစ်ငယ်ပြီးစိတ်ဆက်ချင်းရှိပြီးမိသားစုပုံရိပ်ကိုအထူးဂရုစိုက်ပါတယ်အထူးသဖြင့်ကျွန်တော်အဲ့ဒီပုံရိပ်ကိုထိမ့်သိမ့်ဖို့ပြက်ကွက်နေတဲ့အပိုင်းကိုစိုးရိမ်ပါတယ်ရက်ချယ်ကသူ့ကိုယ်ကိုကောင်းကောင်းလုပ်နိုင်ပါတယ်အဖေကအပတ်တိုင်းပြောနေကြအဲ့ဒီလိုစကားအတူကိုကျွန်တော်တို့နားထောင်နေရတာကိုပြောကြရင်းနဲ့ဒါပေမဲ့တကယ်ကိုလားဘရန်ဒါကသူ့ဒီဇိုင်နာမျက်မှန်ကြီးကိုဖျက်ပြီးကျွန်တော်ကိုစစ်ဆေးကြည့်နေတာကိုမြင်ရင်ကျွန်တော်တို့အဲ့ဒီလိုအခြေအနေပြောင်းလဲကိုကြုံတွေ့ရတာကိုနားလည်လို့လာပါတယ်ဘရန်ဒါကမိသားစုနာမည်ကိုထိမ့်သိမ့်ဖို့စူးစမ်းနေတာကိုပြသနေတာပါဒါကြောင့်ကျွန်တော်တို့မိသားစုအနေနဲ့ဘယ်လိုလုပ်ပြီးပိုကောင်းအောင်လုပ်နိုင်မလဲဆိုတာကိုစဉ်းစားနေတာပါသူ၏အချက်လက်ရှိမျက်နှာပြင်သည်စူညံ့စေသည့်စပွဲရက်ကွက်တွင်ရက်နေသောဟန်ဒါရင်ကိုမင်း၏ရင်လားထိုရင်သည်10နှစ်အတွင်းအသုံးပြုခဲ့သည်ဟုမျှော်လင့်ရာဖြဖြစ်သည်ထို့ကြောင့်ဘာကြောင့်ထိုရင်ကိုအသုံးပြုသည်နည်းမင်း၏ကျမ်းမာရေးအာမခံလည်းရှိသည်နည်းလေးရတဲ့အစီအစဉ်လည်းရှိသည်နည်းမင်း၏မြောက်လာဆိုသောအနာဂတ်လည်းရှိသည်နည်းဤသည်ငါ၏လေပင်ကိုမတွေ့ရဘဲချိတ်ဆက်ထားသည့်လက်များကဲ့သို့ငါအားခိုင်းခတ်စေသည်ငါသည်ငါနှစ်ချပြီးယင်းနှိမ့်မြုပ်နှံမှုလုပ်ငန်းကဏ္ဍမှထွက်ခွာပြီးနောက်တည်ထောင်ခဲ့သောငါ၏ပိုင်ဆိုင်ရေးယင်းနှိမ့်မြုပ်နှံမှုကုမ္ပဏီဖြစ်သော Sterling Quarry မှာ Brenda မှ10နှစ်တိုင်အထိအလုပ်လုပ်ခဲ့သော Midat Corporation ကိုယူနစ်ခွင့်ရရှိခဲ့သည်စေဝါကုမ္ပဏီသည်တတ်မှတ်ထားသောစေဝါစီးပွားရေးလုပ်ငန်းစည်းမျဉ်းများကိုမလိုက်နာဘဲစေဝါများကိုစီးပွားရေးဖြင့်ရောင်းချခဲ့သဖြင့်ငွေရင်းကဏ္ဍများကိုပျက်စီးစေခဲ့သည်ထို့ကြောင့်ငါတို့သည်သူတို့ကိုအလွန်သေးငယ်သောဈေးနှုန်းဖြင့်ယူနစ်ခွင့်ရရှိခဲ့သည်ပြည်သူ့စာချုပ်သည်တနင်္ဂနွေနေ့တွင်ပြီးဆုံးခဲ့သည်ယနေ့သည်တနင်္လာနေ့ဖြစ်သည်မနက်ဖြန်သည်ငါသည်သူတို့၏ရုံးအရက်သို့အသစ်ပိုင်ရှင်အဖြစ်ဝင်ရောက်သွားမည်ဖြစ်သည်သို့တော်လည်းသူမသည်ဒီဇိုင်းထဲတွင်ငါထက်ပိုမိုကြီးသောအာဏာရှင်အဖြစ်မိမိကိုယ်ကိုယုံကြည်နေသည်ငါသည်စီမံခန့်ခွဲသူဖြစ်သည်ဟုငါပြောဆိုခဲ့ပြီးငါသည်နှစ်ပေါင်းများစွာပြုလုပ်ခဲ့သောအလွန်သာလွန်သောပင်မအတိတ်ပဲကိုထိမ့်သိမ်းလျက်ရှိခဲ့သည်ငါဝတ်ဆင်ထားသောလွယ်ကူသောဝတ်စုံသည်တန်းငယ်တန်းရှူတန်းရှင်းငွေများကိုလက်ပတ်နိုင်သူမိန်းမကိုဖြိုခွဲထားသည့်စပွဲရက်ကွက်တွင်ရက်နေသောအသက်ကြီးဟန္တာယင်သည်ဤနိုင်ငံကလပ်ပလာဇာတစ်ခုလုံးကိုမျက်နှာမလှည့်ဘဲဝယ်ယူနိုင်သူတဦး၏အမှန်တရားကိုဖြိုခွဲထားသည့်စီမံခန့်ခွဲခြင်းဟူသည်အောင်အားသွားခြင်းမဟုတ်ပါဘူးငါကိုအချစ်ရှိသူကဲ့သို့သူမကဆက်လက်၍ပြောဆိုခဲ့သည်စကလုံးတွေဟာအစီးအဖြူပါကျမတို့နားလည်ပါတယ်ကုမ္ပဏီဘဝကိုလူတိုင်းမဟုတ်နိုင်ပါဘူးဖိနှရှင်ပြိုင်မှုတဲ့တာဝန်များကြောင့်ဒါတွေကြောင့်အခက်အခဲတွေဖြစ်နေပါတယ်တို့ရာတွင်အခြေခံအဆင့်မှာစတင်ကြိုးစားကြည့်ပါ Meta Corporation အလုပ်ကိုင်ကူညီမှုအတွက်ငါရဲ့စကားကိုထည့်သွင်းပေးနိုင်ပါတယ်ကျွန်တော်တို့မှာအုပ်ချုပ်မှုကူညီမှုလိုအပ်နေပါတယ်သူမသည်ကျွန်တော်၏အားနည်းချက်များကိုချုပ်ချယ်ပြီးရှင်းလင်းစွာဖော်ပြလိုက်သောအခါကျွန်တော်ဝမ်းသားကစိတ်ဖိစီးမှုကို
ခံစားခဲ့ရပါတော့သည်ကျွန်တော်အသက်30နှစ်များအတွင်းရှည်လျားနေသောကြောင့်ကျွန်တော်အသက်28နှစ်ရှိပါတယ်ပိုဆိုးတာကတော့ဒီကာလတွေကတင့်အမျက်ထွက်ကြီးမားတဲ့နှစ်များဖြစ်ပါတယ်ကျွန်တော်လုပ်ငန်းလည်ပတ်မှုတင်တယောက်ကဆွေးနွေးနေစဉ်ကျွန်တော်ကအစိုးရမှကုန်ကျစရိတ်10ပြည့်ရင်ဖြစ်လာပါတယ်ကျွန်တော်လူမှုထူးချွန်မှုတွေကိုတွေးမိတာသာမဟုတ်ဘူးလွန်ခဲ့သောတဘာဝကာလတစ်ခုအတွင်းကျွန်တော်ကုန်ပစ္စည်းများကို3.2တန်းဒေါ်လာအဆင့်ထက်ပို၍ရောင်းချခဲ့ပါတယ်ကျွန်တော်အောက်ဆုံးထိရောက်တဲ့အခါနာမကျန်အရာများကိုရောင်းချခြင်းဆိုတာတေချာတဲ့အမှုဖြစ်ကြောင်းပြောသည့်အခါသူမ၏မျက်နှာသည်အနက်ရောင်ဖြစ်သွားခဲ့သည်ထိုနာမကျန်းကိုစစ်မှန်သောနာကျင်မှုစီမံခန့်ခွဲမှုအတွက်ဆေးဝါးဖြစ်ပါတယ်သူမဟာပြင်ဆင်ပြီးသူမ၏အတန်ကလွန်စွာတင်းမာနေသည်ဒါဟာရိုးရိုးရှင်းရှင်းအလုပ်တစ်ခုဖြစ်ပါတယ်ကုမ္ပဏီတွေကိုတွာလာခြင်းကဲ့သို့မဟုတ်ပါဘူးတင်ကအထူးသဖြင့်ဘာလုပ်ပါသလဲမတူညီသောဖောက်သည်များအတွက်အမျိုးမျိုးသောအရာများဆိုကြပါစို့တင်ဟာအမှန်တကယ်ဖြစ်တဲ့အဖြေရေးမဟုတ်ပါဘူးဟုသူမကပြောသည်လူတွေကသူတို့ရဲ့အလုပ်ကိုင်နဲ့ပတ်သက်ပြီးရှက်လိုက်ရင်ဒီလိုပြောကြတယ်တို့ရတွင်ကျွန်တော်အဖေကနောက်ဆုံးမှဝင်ရောက်ဆွတ်ဖက်လိုက်ပြီးအတန်ကလုံးဝတိုးလေးသာကြားရတယ်ဘရန်ဒါဒီအကြောင်းအရာကိုပြောကြတာထက်တခြားကိစ္စလေးပြောလို့ရနိုင်မလားမဟုတ်ဘူးဒေးဗစ်ဒီကလေးကိုဒီစကားကိုပြောပြတာလိုအပ်တယ်သူမကဦးစားပြုလိုက်ပြီးရှေ့သို့တိုးလာတဲ့နှက်ခမ်းမှာတားကောင်းနိုင်သလိုမျက်လုံးအလင်းရောင်ကတိတာထင်ရှားနေတယ်မင်းအသက်ငယ်ငယ်ကတည်းကငါဟာဒေတာကြီးရောင်းရင်အုပ်ချုပ်သူဖြစ်နေပြီးကျွန်တော်လက်အောက်မှာအဖွဲ့အစည်းတွေရှိတယ်ကားလဲကုမ္ပဏီအနေနဲ့ပေးထားတယ်စတော့ရွှေလဲလုပ်နေတယ်ရှဲကဘာရှိလဲကျွန်တော်ကတ်မှာ3កောင်2កောင်အငင်းပွားဖွယ်ရလို့ရေးထားတာငါကကျွန်တော်ကတ်မသုံးဘူးကျွန်တော်ကပြောလိုက်တယ်ဟုတ်တာပေါ့တိတာထင်ရှားတယ်လေနိုင်ငံတော်ကိုစပိုင်းပိုင်းမှာလွဲလုံနေကြတော့အပြောင်းလဲလေးကိုတိတာလင်းလင်းကြည်ကြည်ဖြစ်လာပြီးငားလိုက်ရင်မင်းတို့မျိုးဆက်ကအကုန်လုံးကလုံးဝမကျွမ်းကျင်သေးဘူးသူမကပြောသမျှအချက်တိုင်းကကျွန်တော်အတွင်းကကျိုးတဆကိုဆွဲကြစေတဲ့နက်ဖြန်ရက်ကြရင်သူမရဲ့စကေးကိုဖျက်ဆီးကျိုးပေါက်သွားလိမ့်မယ်နက်ဖြန်ကြရင်သူမကလှုပ်အားပြည့်နုကုန်နဲ့ကြီးတော်ထင်ရကိုကျူးကျူးဖြူဖြူလုပ်ပြီးပြိုကျသွားလိမ့်မယ်အေးအေးယူမှုကိုစောင့်နေရတာကြောင့်ကျွန်တော်လက်ချောင်းထိပ်တွေကတုံလုံးနေကြတယ်မင်းရဲ့ပြဿနာကဘာလဲဆိုတာတိလားသူမကဆက်ပြောလိုက်တယ်အခုတော့အဖြေကိုမေးနေကြပြီးတာဝန်ယူမှုကိုမယုံကြည်ကြတော့ဘူးဒီလိုအခြေအနေမှာလူတွေကအလောက်ကန်အပြောင်းလဲကိုလုံးဝခက်ခဲပြီးစိတ်ဖိစီးနေကြတာပုံမှန်ဖြစ်နိုင်တဲ့ဥပမာအဖြစ်အလောက်ရှာဖို့အသက်ကြီးလာတဲ့အချိန်မှာအရင်ကလောက်အလွယ်မရှိတော့ဘူးဒါပေမဲ့အားလုံးကအဆင့်မြင့်နိုင်ဖို့အားထုတ်နေကြတယ်ဒါကြောင့်ဒီလိုဝေဖန်မှုတွေကိုလက်ခံပြီးပုံမစူးစမ်းဖို့အတွက်စူးစမ်းတဲ့ဆေးဝါးရောင်းချခြင်းလုပ်ငန်းတွင်တင်သည့်ရလဒ်ကိုတိကျစွာခွဲအခါသိရှိနိုင်သည့်ရလဒ်မှတ်တမ်းများမှတ်တမ်းစာရင်းများအောင်မြင်မှုကိုတိကျစွာခွဲအခါသိရှိနိုင်သည့်မှတ်တမ်းများဖြင့်အလုပ်လုပ်ရမည်သို့သောအကြံပြုခြင်းလုပ်ငန်းတွင်တင်သည်အလွန်လွယ်ကူစွာလှုပ်ဆောင်နိုင်ပါသည်တင်အလုပ်ကိုတင်တို့ဘက်ကစတင်ပြီးဆောင်ရွက်သွားနိုင်ပါသည်ထို့ကြောင့်အလုပ်ဆောင်ချက်တွင်သဘောထားဖြစ်ခြင်းနှင့်သဘောထားဖြစ်ခြင်းသည်အလွန်အရေးပါသည်သူမကသဘောထားဖြစ်ခြင်းဟုဆိုသည်မှာသူမကသဘောထားဖြစ်ခြင်းဟုဆိုသည်ကိုသူမကသဘောထားဖြစ်ခြင်းဟုဆိုသည်တင်ဘကတင်သည် Northwestern တွင်လုပ်ငန်းကိုစာတင်ကြခဲ့သည်ဟုဆိုခဲ့သည်ထိုတင်တံမိုးကြီးကိုတင်သည်အလုပ်လုပ်ရန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 ်လှုပ်လို့ရန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 ်လှုပ်လို့
ရန်အလုတ်လုတ်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 ဖွံ့ဖြိုးတိုးတက်မှုအရင်ကအမှားတွေအတွက်တာဝန်ခံမှုတွေရှိပါမယ်ပြီးရင်ခက်ခဲတဲ့အပိုင်းကစပါမယ်ယခုချက်ချင်းပဲကျမတို့အယောင်ဌာနကိုပြန်လည်ဖွဲ့စည်းသွားပါမယ်အရေးအတွက်ကိုဦးစားပေးတဲ့ရက်တွေကုန်ဆုံးသွားပါပြီလူနာတွေရဲ့ကျန်းမာရေးကိုဂရုမစိုက်တဲ့ရက်တွေလည်းကုန်ဆုံးသွားပါပြီနေရာအချို့ကိုဖျက်သိမ်းသွားပါမယ်တချို့ကိုတော့ပြန်လည်တင်နန်းပေးပါမယ်ကျင့်ဝတ်နဲ့ညီတဲ့ရောင်းချမှုပုံစံကိုလိုက်ရောညီထွေမဖြစ်နိုင်သူတွေဟာကျမတို့ရဲ့အနာဂတ်မှာနေရာမရှိပါဘူးခမ်းမတစ်ခုလုံးဆူညံသွားပါတယ်စင်မြင့်ပေါ်အခါနေကျွန်တော်ကဘရန်ဒါရဲ့မျက်နှာကိုစောင့်ကြည့်နေခဲ့ပါတယ်သူမရဲ့ကဘာကြီးပေါ်မှာလက်တွေ့ကြတွေးတောမိပြီးစိတ်ရှုပ်ထွေးမှုသိမြင်မှုနဲ့ထိတ်လန့်မှုတွေတလဲစီဖြစ်ပေါ်လာတာကိုမြင်နေရပါတယ်ဒီအပတ်မှာဌာနတစ်ခုချင်းစီနဲ့တွေ့ဆုံသွားပါမယ်ကျွန်တော်ဤတကားသည်ဖွင့်ကားထားပါသည်ကျွန်တော်သည်အရာရှိခန်းထဲတွင်ပိတ်မိလျက်ညွှန်ကြားခြင်းမဟုတ်လူတွေ့ဆက်ဆံရေးဖြင့်ညွှန်ကြားခြင်းကိုယူဆပါသည်တင်သည်ကျွန်တော်ကိုစားတောက်ဆိုင်ရောင်းချသူများ၏ယာဒူးဌာနမိဖိုင်ရင်ပါကွက်တို့တွင်မြင်တွေ့နိုင်ပါဒီအကြံဉာဏ်ရှိသောညွှန်ကြားမှုသည်အဖွဲ့အစည်း၏မည်သည့်အဆင့်တစ်ခုကိုမဆိုနားလည်ရန်အရေးကြီးပါသည်မေးခွန်းရှိသလားလက်ကိုတင်ပါကျွန်တော်သည်ထိုမေးခွန်းများကိုတရားဝင်စွာဖြေကြားပါသည်အလုပ်ရှင်းမှုအကြောင်းလူတွေသည်ပြောင်းလဲလျက်ရှိပါကအနှဲငယ်သာဖြစ်ပါလိမ့်မည်ရည်မှန်းချက်အကြောင်းတရားမျှတမှုဖြင့်အမြဲရရှိနိုင်သောရည်မှန်းချက်ကျွန်တော်၏ပြဿနာရှိယင်းနှိမ့်ညွတ်နှံမှုအခြေခံထားသောကျွန်တော်၏ယဉ်ကျေးမှုအကြောင်းပြဿနာရှိယင်းနှိမ့်ညွတ်နှံမှုများကိုရှာဖွေ၍ပြင်ဆင်ခြင်းဆိုင်ရာအတွေ့အကြုံရှိပါဒီထိုအခါဘရန်ဒန်မှာယူထားသောဝတ်စုံကိုသူ၏ခြေလျင်သည်တွဲတူလှက်လက်ရှာလီကျော်လျက်မျက်နှာပြင်တွင်မျက်လုံးဖြင့်ကျွန်တော်ကိုမျက်နှာထက်လျက်မေးလိုက်သည်တင်သည်စေဝါဆိုင်ရာအတွေ့အကြုံရှိသလားထိုအခါကျွန်တော်သည်ပြဿနာရှိသမျှတို့ကိုရှာဖွေ၍ပြင်ဆင်ခြင်းဆိုင်ရာအတွေ့အကြုံရှိပါသည်မိတဲ့အတွက်ပြဿနာရှိသည်မှာရောင်းချခြင်းကိုတရားမျှတမှုထက်ဦးစားပေးခြင်းဖြစ်သောယဉ်ကျေးမှုဖြစ်ပါသည်ပုံမှန်များသည်မိမိတို့ကိုယ်တိုင်ပြောကြပါသည်ရောင်းချမှုသည်ရရှိလာစရာကိုထိန်းချုပ်သည်ဟုသူမကတိတ်တဆိတ်စွာဆိုလိုက်သည်ပုံမှန်များသည်ပြစ်ခတ်မှုကိုခွဲခြားပါသည်ကျွန်ုပ်တို့ဟာ OPI စေဝါများကိုအလွန်ကြီးကျယ်ဈေးကွက်ထဲတွန်းအားပေးလိုက်ခြင်းကြောင့်အမေရိကန်ဒေါ်လာ1.3ဘီလီယံသောစွန့်စားခံရပွဲရှိတဲ့တရားစွဲဆိုမှုတွေရင်ဆိုင်နေရပါတယ်ကျွန်ုပ်ကအနှဲငယ်ရန်နာပြီးပြောလိုက်ပါတယ်ဒါကအခုရက်တန့်သွားပြီးသူမဖြန်နာလို့ထင်ရတဲ့ထိုင်ကုန်ပေါ်မှာတကိုးကျဆင်းထိုင်လိုက်ပါတယ်သူမပတ်ဝန်းကျင်ကလုပ်ဖို့ကင်ဘက်တွေကအမြန်ဆုံးအကွာအဝေးထားလိုက်ကြပြီးကုမ္ပဏီထဲမှာအသက်ရှင်ကျန်ရဖို့လိုအပ်တဲ့တဘာဝပင်ကိုတုံ့ပြန်မှုကြောင့်ဖြစ်ပါတယ်အစည်းအဝေးပြီးတော့ကျွန်ုပ်ကအယောင်လုပ်ကိုကြီးကြပ်နေတဲ့နေရာကိုတွားလိုက်ပါတယ်ဖြန်တာရဲ့မန်နေဂျာကဒေါသထွက်နေပြီးကိစ္စတွေကိုကင်တွယ်နေသူဖြစ်နေပါတယ်မေတ္တာတန်တာသူကကျွန်ုပ်ကိုအလင်းအမြန်တားဆီးရင်းပြောလိုက်ပါတယ်အယောင်လုပ်ပြုပြင်ပြောင်းလဲမှုနဲ့ပတ်သက်ပြီးကျွန်ုပ်ရဲ့အဖွဲ့ကအမြဲစည်းကမ်းသတ်မှတ်ချက်တွေအတိုင်းလှုပ်ဆောင်ခဲ့တာပါအမှန်လားကျွန်ုပ်ကမေးလိုက်ပါတယ်စည်ရင်စရာတွေကတင့်ဒေတာကဆရာဝန်တွေကိုပြန်လည်ပေးငွေကိစ္စလှုပ်ဝက်လက်ဆောင်လို့ခေါ်နိုင်တဲ့ညစာစားခြင်းတွေခီးစဉ်တွေအကြံပေးကအဖြစ်ဖုံးအုပ်ထားတဲ့ကော်မရှင်တွေကိုအရှိဆုံးပေးနေတာကိုပြထားပါတယ်ဒါကဆရာဝန်တွေကိုစေဝါကိုပိုးပြီးရေးချောင်းပေးဖို့တိုက်လိလာထားတဲ့လုပ်ငန်းစဉ်တစ်မျိုးပါအစပိုင်းကလူတွေကဒါကိုအန္တရာယ်ကင်းတယ်လို့ထင်ခဲ့ကြပေမဲ့အခုကျွန်ုပ်တို့လက်ကောက်မြေနောက်ဆက်တွဲတွေတီးလိုက်ရပြီးဒါကလုပ်ငန်းကဏ္ဍရဲ့စံသတ်မှတ်ချက်ဖြစ်တာလေသူကညှင်းဆန်လိုက်ပါတယ်ဖြစ်ခဲ့တာကျွန်ုပ်ကပြင်ဆင်ပြီးပြောလိုက်ပါတယ်အခုလုံးဝပြီးဆုံးသွားပြီးသူ့နောက်ကကျွန်ုပ်မြင်လိုက်ရတာကဖြန်တာကသူ့စာပွဲပေါ်မှာအမြန်ဆုံးဖိုင်တွေဆွဲထုတ်ပြီးဒါကိုကျွန်ုပ်ပြီးသားစင်းပြုစုထားတဲ့လုပ်ရက်တွေကိုဝတ်ဖို့စူးစမ်းနေတာပါကျွန်ုပ်ကသူ့ကိုပြောလိုက်ပါတယ်ဒေတာမန်နေဂျာအားလုံးကိုအစည်းအဝေးခန်းစီကြီးမှာနိုင်တစ်ခုအတွင်းလာကြပါဘယ်သူတွေဆက်လုပ်နေကြမလဲဘယ်သူတွေထွက်ခွာကြမလဲဆွေးနွေးကြမယ်အစည်းအဝေးကအတော်လေးကိုရက်ဆက်ကြမ်းကြုတ်လို့ဖြစ်ခဲ့ပါတယ်ကျွန်ုပ်ကအနိုင်ဖက်စည်ရင်စရာတွေတင်ပြလိုက်ပါတယ်အယောင်လုပ်ငန်းဆိုင်ရာဖုံးခေါ်ဆိုခြင်းစည်ရင်များကိုလိမ်လည်ရေးသားထားတာပြန်လည်ပေးငွေတွေကိုအဖြန့်ခံပွဲကအဖြစ်ဖုံးအုပ်ထားတာစေဝါရေးကြောင်းပေးတာရှော့ချဖို့စူးစမ်းနေတဲ့ဆရာဝန်တွေကိုဖိအားပေးတာစတာတွေဖြစ်ပါတယ်ဒါတွေကစေဝါလုပ်ငန်းမှာမကြသေးခင်ကပြင်းထန်တဲ့ပြဿနာတွေဖြစ်ပေါ်စေခဲ့ပြီးအထူးသဖြင့် OPI စေဝါတွေလိုအလွန်အားကြီးပြီးအလွဲသုံးစားလုပ်နိုင်တာတွေဖြစ်ပါတယ်လူတွေကဒါကြောင့်စေဝါကုမ္ပဏီတွေကိုတရားစွဲဆိုတာများလာကြပါတယ်မှန်နေကြ3ယောက်ကိုအဲ့ဒီနေ့တိုင်းအလုတ်ထုတ်လိုက်ပါတယ်
နောက်ထပ်2ယောက်ကအယောင်းလုပ်ငန်းကိုယ်စားလှယ်နေရာသို့ရောချခံထားပြီးပြန်လည်လေ့ကျင့်ခြင်းလိုအပ်တဲ့အခြေအနေဖြစ်လာကြပါတယ်။ ဘရန်ဒါကမိမိကိုယ်ကိုကာကွယ်ရန်ကြိုးစားခဲ့သည်ထိုသည်များသည်အတည်ပြုထားသောစီးပွားရေးစည်းမျဉ်းများဖြစ်သည့်ကုမ္ပဏီသည်ယခင်ကုမ္ပဏီကိုသိရှိထားသည်ငါကယခုကုမ္ပဏီဖြစ်ပြီးမတ်တီပြုပါတင်သည်အလွယ်တကူဝင်လာပြီးငါတို့ဖန်တီးထားသမျှတို့ကိုဖျက်ဆီးနိုင်တော့မည်မဟုတ်ပါသူ၏အတန်သည်မြမအားဖြင့်ညစ်ဆွဲလာပြီးပိုင်ဆက်ချင်းသည်သူ၏ပုံမှန်အာယုံစိုက်မှုကိုအစားထိုးလျက်ရှိသည်တင်တို့ဖန်တီးထားသူသည်ပြည်ထောင်စုစီစစ်ရေးကိုမှတ်ညံထားနေတော်လဲငါအားဖြင့်ဖျက်ဆီးနိုင်ပါသည်တင်တို့သည်စေဝါများကြောင့်တေဆုံးသူများရှိမည်ဟုမထင်သေးသလိုငါအားဖြင့်အီးမေးလ်ကိုပိတ်ပင်ရန်လိုအပ်ပါသည်ငါသည်အမိန့်ကိုလိုက်နာခဲ့ပြီးယခုတင်သည်အသစ်တစ်ခုကိုလိုက်နာနေပါသည်ယခုအချိန်တွင်တင်သည်တင်၏ရောင်းချသူများ၏စီးမြင်များကိုစီစစ်ရေးစစ်ဆေးရာတွင်အလုတ်ပိတ်ရန်အတည်ပြုထားပါသည်သူ၏မျက်နှာပြင်မှအယောင်သည်ပျက်စီးသွားသည်ဘာကြောင့်စီစစ်ရေးစစ်ဆေးရန်လဲငါသည်သူ၏ဖိုင်ကိုမနေ့ချိန်ဆိုင်ခန်းမြင်ကွင်းပေါ်တွင်ဖြန့်ဖြိုးပြသခဲ့သည်ဖုံးကောင်းစဉ်များကိုပြောင်းလဲခြင်းပြည်ထောင်စုသတ်မှတ်ထားသောအနှစ်အပါးများကိုအထက်သွားခြင်းစေဝါဆိုင်ရာလိုအပ်ချက်များထက်ပိုမိုစေဝါပေးရန်ဆရာဝန်များကိုအားထုတ်ခြင်းငါသည်သူ၏မျက်လုံးသို့တိတိကျကျမျက်စိထိပြီးဆက်လက်လှုပ်ဆောင်တင်တလဲဟုမေးသည်သူ၏မျက်နှာပြင်သည်မှန်ဝါရောက်ဖြစ်သွားသည်အာယုံဆိုင်မှုအလုံးသည်ပျက်စီးသွားသည်ငါအတွက်ဤအလုပ်သည်လိုအပ်ပါသည်ငါ၏ကားလက်မှတ်ငါ၏ခမ်းမတင်တို့လက်မှတ်ထားသောပမာကားကိုအကုန်ကျပြန်လည်ရရှိရန်လိုအပ်ပါသည်တင်စေဝါရောင်းချရေးမှရရှိခဲ့တဲ့အကျွေးငွေနဲ့ဝယ်ယူခဲ့တဲ့ကွန်ဒိုကိုတင်စတော့ရှင်းရှားစွာစီစစ်ထိန်းသိမ်းဖို့စဉ်းစားဖို့လိုအပ်ခဲ့ပါတယ်တကယ်လို့တင်တကယ်အလုပ်လို့ခေါ်တဲ့အလုပ်တွေဟာတကယ်တာဝန်ယူခြင်းနဲ့ပတ်သက်ပါတယ်တင်မနားလည်ဘူးငါကတကယ်အဖြစ်နားလည်ပါတယ်တင်ချားသူတွေ၏စိတ်ရန်ကြောင့်ဘဝတစ်ခုကိုတိဆောက်ခဲ့ပါတယ်အခုသူ့ရဲ့ဘဝဟာပျက်စီးနေပါတယ်ဒါဟာငါရဲ့အဖြစ်မဟုတ်ပဲငါရဲ့ပြဿနာလည်းမဟုတ်ပါဘူးလူသိန်းလုံခြုံရေးဝန်ထမ်းတွေကသူ့ကို20မိနစ်အကြာမှာလက်ဆောင်ပေါက်ဖိုးရီကိုလက်ကမ်းတင်ထားပြီးထုတ်ပယ်ခဲ့ပါတယ်ကျွန်ုပ်တို့၏စေဝါရောင်းချရေးအောင်မြင်မှုကြောင့်လူသိန်းလုံခြုံရေးဝန်ထမ်းတွေရဲ့အထောက်အကူဖြင့်ပျက်စီးသွားတဲ့အခြေအနေကိုရောက်သွားခဲ့ပါတယ်အဲ့ဒီညနေတုန်းကအဖေကခေါ်လာခဲ့ပါတယ်ရာဂျယ်လို့ဘာဖြစ်ခဲ့သလဲဘရန်ဒါကငိမ့်သွားတဲ့မျက်ရည်နဲ့ပြန်လာခဲ့ပါတယ်သူ့ရဲ့ကုမ္ပဏီကိုအစိပ်ပိုင်းခွဲထုတ်ခြင်းခံရတယ်ဆိုတာနားလည်ခဲ့ပါတယ်စတာလင် HED ကမတ်တက်ချကိုဝယ်ယူခဲ့ပါတယ်ငါတို့ရဲ့စေဝါရောင်ချရေးကုမ္ပဏီဟာပိတ်သိမ်းမှုကိုရှောင်ရှားဖို့ပြင်ဆင်နေပါတယ်တိတ်ဆိတ်မှုထို့နောက်စတာလင် HED ကတင်ရဲ့ကုမ္ပဏီတစ်ခုဖြစ်ပါတယ်သူတို့ရဲ့တစ်ခုဖြစ်ပါတယ်ဒါပေမဲ့မင်းကအကြံပေးတစ်ယောက်ပါလို့ပြောခဲ့တယ်နော်ဟုတ်ပါတယ်ကျွန်တော်ကအကြံပေးတစ်ယောက်ပါကျွန်တော်ကဝယ်ယူထားတဲ့ကုမ္ပဏီတွေကိုအကျိုးအမြတ်ရှိအောင်နဲ့ကျင့်ဝတ်နဲ့အညီလုပ်ကိုင်နိုင်အောင်အကြံပေးပါတယ်ဒါကအရန်ကိုစိတ်ကျေနပ်စရာကောင်းတဲ့အလုပ်တစ်ခုပါကျွန်တော်ရဲ့လေတံကိုထိန်းချုပ်မထားနိုင်ခဲ့ဘူးဘရန်ဒါကိုအလုပ်ဖြုတ်လိုက်ပြီးသူကမင်းကသူ့ကိုပြစ်မှတ်ထားတယ်လို့ပြောတယ်ကျွန်တော်ကတော့ကျင့်ဝတ်မရှိတဲ့အယောင်းဝယ်ပုံစံတွေကိုပြစ်မှတ်ထားတာပါသူကတော့အဆိုးရွားဆုံးပြုကျင့်သူတွေတဲကတယောက်ဖြစ်နေခဲ့တာပါမင်းကကျွန်တော်ကိုတတိပေးတင်တယ်ဘရန်ဒါကမနက်စာစားပွဲမှာကျွန်တော်ကိုအလုပ်ကင်တစ်ခုလိုအပ်တယ်လို့ပြောပြီးကျွန်တော်ဝယ်ထားတဲ့ကုမ္ပဏီမှာအလုပ်ဝင်ဖို့အင်တာဗျူးတစ်ခုရအောင်ကူညီပေးမယ်လို့ကမ်းလှမ်းခဲ့တဲ့အချိန်မှာပေါ့ဒါကရက်ဆက်တယ်ရေးချင်မဟုတ်ဘူးဖေရက်ဆက်တယ်ဆိုတာကဆွဲလန်းစေတဲ့စေဝါတွေကိုရောင်းချပြီးပြစ်မှတ်ထားတာမျိုးမင်းနားမလဲတဲ့အလောက်ကင်ရွေးချယ်မှုတွေအပေါ်မှာတမိဖြစ်သူကိုလှောင်ပြောင်တာမျိုးတွေပါဒါကတော့ရလက်ပါပဲသူကအရာအလုံးဆုံးရှုံးသွားနိုင်တယ်အဲ့ဒီအခါမှာ opioid အဖေရတားကောင်တွေရဲ့မိသားစုတွေဆုံးရှုံးခဲ့ရတာကိုသူနားလည်လာလိမ့်မယ်အမြင်သဘောထားကပညာပေးနိုင်ပါတယ်သူဖုံးချသွားတယ်ကျွန်တော်အံ့ဩမသွားပါဘူးအဖေဟာအချိန်တိုင်းလျင်မြန်စွာရှောင်ရှားနိုင်သောပြဿနာများကိုရွေးချယ်ပါတယ်ယခုခါတွင်ထို့သို့လှုပ်ခြင်းသည်မိခင်သည်ကိုမတရားခံရသူဟုသောပြောကြားချက်ကိုထောက်ခံခြင်းဖြစ်ပါသည်ရပ်ပေါင်းများစွာအတွင်းမက်ထချက်သည်ပြောင်းလဲခဲ့ပါသည်ကျူးကျော်မှုများကိုတရားစွဲဆိုခဲ့ပြီးရောင်းချသူများအားပြန်လည်တင်နန်းပေးခဲ့ပြီးမတိတတ်မှုမရှိသောယောဂကြောဖက်ဆေးများဖြင့်အတ္တမလှည့်ပြောင်းခဲ့ပါသည်ဝင်ငွေသည်မတိုးမီကျဆင်းခဲ့ပါတော့လဲဆေးရုံများသည်ငါတို့၏တရားမျှတမှုဖြင့်ဆောင်ရွက်ခြင်းကိုယုံကြည်လာတော့လဲတည်မြဲလာခဲ့ပါသည်ဘရန်ဒါစုံစမ်းစစ်ဆေးခြင်းတွင်ငါစိတ်ထဲမှယူဆခဲ့သည်ကိုမတွေ့ရှိခဲ့ပါဘူးပြောကြားချက်များပယ်ဖျက်ခြင်းမတရားသောပြန်လည်ပေးခြင်းများနှင့်ပြောင်းလဲမှုနှင့်ပတ်သက်သည့်စိတ်သက်ထိခိုက်စွာလှုပ်ဆောင်ခြင်းများရှိခဲ့ပါသည်သူသည်စေဝါရောင်းဝယ်မှုနှင့်ပတ်သက်၍တသက်တာပယ်ဖျက်ခြင်းနှင့်လျှို့ဝှက်ထားသောအားကြောင်းများကိုလွတ်ပါကတရားစွဲဆိုခြင်းမှကင်းလွတ်နိုင်ခဲ့ပါသည်နောက်ဆုံးတွင်ငါသိရှိခဲ့သည်မှာသူသည်စေယုံတစ်ခုတွင်အခွန်ဝန်ထမ်းအနားယူထားခြင်းဖြစ်ပါသည်ငါကိုအခွန်ဝန်ထမ်းအနားယူထားခြင်းဖြစ်ပါသည်ဒီအရာဟာမည်သူအတွက်မဆိုမသိပါဘူး
အဖေနှင့်ငါတို့သည်6 လအတွင်းစကားမပြောဘဲနေခဲ့ရပါသည်နောက်ဆုံးတွင်ငါတို့သည်ကော်ဖီတစ်ပွဲကိုပြုလုပ်ခဲ့ပြီးအဖေသည်အသက်ကြီးလာပြီးအိမ်မက်များစွာဖြင့်ပြည့်နေခဲ့ပါသည်မက်လဦးတွင်ငါသည်မက်ဒတ်ကိုထိန်းချုပ်ခဲ့ပြီးအရာအလုံးကိုပြောင်းလဲခဲ့သည်မှစ၍8 လခန့်ကြာခဲ့ပါသည်သူသည်ငါ့ကိုစွန့်ပစ်ခဲ့ပါသည်အဖေကငါ့ကိုသူ့